Mingklava dinyaro popo papale senechi mena are lu te la pe java dinya general sene ya me chong ya le ka di Donald Trump ko tiya se me tu ne Joseph an chong eri chong ko general sene meဆိုတော့ပထမဆုံးကျွန်တော်တို့ဆွေးနွေးမြဟာကအင်မတန်အရန်ရည်ချင်စရာကောင်းတဲ့ဒီဘာဖွဲ့စည်းလဲတော့မသိဘူး The Burmese America Central မသိဘူးသူတို့ကဒီ Donald J. Trump ကိုတရားဆွေးမြဲတဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရန်ကိုပြောချင်တယ်ဒါပေမဲ့ဒီအချိန်မရှိလို့ short video လေးနဲ့လောက်ပေးချင်ပေမဲ့အချိန်မရှိလို့ဒီတိုင်းပဲပို့ပပြောကြည့်မယ်နော်ဆိုတော့ခါကြတော့ဒီနေရာမှာကျွန်တော်တို့တစ်ခါလေးဝင်ပြောမယ်နော်အရေးကြီးဆုံးအချက်ကဘာဖြစ်တယ်လဲဆိုတာကိုကျွန်တော်တို့ကြည့်မယ်ဆိုတော့အဲ့ဒီအထဲမှာဝင်ခီမှာအမေရိကန်သမ္မတကိုတရားစွဲမဲ့သူကသူ့ရဲ့ဘွေနာမီတွေနည်းနည်းပပဖတ်ပြပေးမယ်ဒီကောင်ကဘေဘွေရရခဲ့တယ်လေစကဘာချို IV Lord's Corner University ပြီးတော့ Public Administration နဲ့ Cyrus Missy University Law School မှာဥပဒေဘွေရထားတဲ့ကောင်ပေါ့နော်ဆိုတော့လူလက်စေရောက်ကြပြီဆိုတော့ဒီနေရာမှာတော်လဲရည်ကြီးတယ်ဒီအကြောင်းအရာမပြောခင်လေးမှာဦးရှေလေးကပြောထားတာရှိတယ်သူပြောတယ်လို့ဆိုရင်ဒီ American Center ဆိုပြီးတော့ဖွဲ့စည်းတဲ့ဒီ US နိုင်ငံဖွဲ့စည်းတဲ့ဖွဲ့စည်းတွေက follower တော်မှထောင်မပြည့်တဲ့ရကနန်းfollower တမားတွေကဖွဲ့စည်းတည်ထောင်ပြီးတော့လောက်ထားတာဖြစ်တယ်တဲ့သူကအတိအကျပြောထားတာဆူလူရကဘာလဲဆိုရင်ဒီအမေရိကန်မှာလာပြီးတော့အမေရိကန်သမ္မတကိုတရားစွဲမဲ့သူကဘေကောင်ကြည့်လဲဆိုတာမေခွန်းထုတ်ရှာဖြစ်တယ်သူကဘယ်လောက်ထိပညာရှိတယ်လဲဘာတကူပါဝါရှိတယ်ကြိုးတုံးတော့ကမတူပါရလောက်ခဲ့တယ်လေမြန်မာပြည်သူပြည်သားတွေအတွက်ဘာကောင်းချလို့ပေးခဲ့ဖူးပြီလေသူအတွက်အကျိုးမဲ့မရရှိဘဲနဲ့ပြည်သူအတွက်အနစ်နာခံပြီးတော့ဘာတွေလောက်ခဲ့ဖူးတယ်လေဆိုတာကိုကြည့်ဖူးတယ်ပြီးတော့ကျွန်တော်ကယူယူရှင်းရှင်းပဲပြောချင်တာကဘာလဲဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဒီကောင်တွေမပြောနဲ့ကျွန်တော်တို့ဘာမစ်အဖွဲ့အစည်းတွေဘာညာလာမပြောနဲ့အမေရိကန်က lawyer အကောင်ဆုံးသော high lawyer တွေတော့မှပေါင်းပြီးတော့မီလီယံနဲ့ငွေကုန်ကြေးချခံပြီးတော့တရားစွဲတာကိုလုံးဝလောက်တော့မလောက်ခါတော့မခါဘူးအဲ့ဒါကြောင့်ဦးရှေလေးကဘာပြောလဲဆိုစင်ကြီးခေါင်းခွဲမနိုင်ဘူးတဲ့ဆူလူတဲ့ပေကဒီကျွန်တော်တို့ USA မှာလာပြီးတော့သူတို့နိုင်ငံမှာသူတို့ကအခြေချခွင့်လေးပေးပြီးတော့အစားတော့စားဖို့ရတဲ့ food stamp မှာအစားပေးပြီးတော့အင်ချန်နေကွက်တွေနေထိုင်ခွင့်တွေပေးပြီးတော့ကျွန်တော်တို့လာနေတာကိုတော့မှကျေးဇူးတင်ရမယ့်အစားသူ့ကိုပြင်တိုက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့အတွက်ပူပြီးမှအစုဖက်ရုပ်ရှိနိုင်ဖွယ်ရှိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့စဉ်းစားဖို့ကဒီအဖွဲ့အစည်းတွေကတရားစွဲလဲနိုင်မှာမဟုတ်ဘူးမနိုင်တဲ့ခါကျရင်သူတို့ကဒိုကီလိုစိတ်ဆူလို့ဒေါ်တာထွက်လိုက်ရင်ကျွန်တော်တို့ပဲခံတယ်ပြီးတော့သူတို့ကတခုခုလောက်ပြီးဆို data အချက်လက်နဲ့လောက်တာဟောရင်တော့ကကျွန်တော်ခဏပြောခဲ့ဖူးတာရှိတယ်
American ma kalela muita American ma mui po tuda automatic citizen me pero bu sure chong ya ne patapiro le tro ma data file kong su si piro tete thau tha re akhain long de tete re si lu di ha ji ka di lu di tai me chi ni lu me phit do bu si pi ro America ma mui po re tu ta automatic citizen မြဘူးဆိုတဲ့ဥပဒေတွေထုတ်ထားတာဖြစ်တယ်ဆူလူတဲ့ပေကအဲ့ချိန်တုန်းကတရုတ်တွေကမရမကဗီဇာကိုတင်ပြီးတော့အမေရိကန်မှာကလေးလာမွေးကြတယ်လာမွေးပြီးတော့သူတို့ကလေးကိုအထောက်ပြုတ်ပြီးတော့ US citizen နိုင်ငံသားဖြစ်ဖို့ရန်ကလေးနာမီနဲ့လာခေါ်ပြီးတော့ဝင်ကြတယ်အဲ့ဒီအကြောင်းအရာလေးတွေ data file တွေသူတို့မှာအပိရှိလို့လောက်ရေးနိုင်တယ်ဆိုတော့ခါကျတော့ကျွန်တော်တို့ကဒေါ်နယ်ထရမ့်ကိုကျွန်တော်တို့မချေနစ်လို့တရားသွေးဆွေးကြည့်ရင်ဘာဒေတာဖာလို့ရှိတယ်လေဘာအထောက်ထားနဲ့ဘာခိုင်လုံတဲ့အတက်တင်နဲ့ဘယ်လိုတရားဆွေးမလဲပြီးတော့အမေရိကန်ရဲ့ lawyer အကြီးစားတွေနော်ကဘာပေါ်မှာအကြီးစားတွေ lawyer တွေတော့မှပေါင်းပြီးတော့အချင်းအခါခါတရားဆွေးပြီးတော့ဒေါ်လာတွေမီလီယံချီပြီးတော့ကုန်ပြီးတော့ဒေါ်နယ်ထရမ့်ကိုတရားဆွေးလို့မနိုင်တဲ့ဒေါ်နယ်ထရမ့်ကိုဒီအဖွဲ့အစည်းတွေပြောမိရိုင်းမိမယ်တော့မကောင်းဘူး idiot ဖြစ်မှာဆိုရင်လေဒီအဖွဲ့အစည်းတွေကဖွဲ့စည်းပြီးတော့ဒေါ်နယ်ထရမ့်ကိုတရားဆွေးတကယ်ရေးစရာကောင်းတယ်နော်ပြီးတော့အခုလည်းပဲသူတို့ကဒီလောရပိုင်းမဟုတ်ဘူးဆိုရင်လည်းသူတို့constitution ပဲဖြစ်ဖြစ် law ဖြစ်ဘာပဲဖြစ်ဖြစ်သူတို့ကကျွန်တော်တို့ကိုတနာလို့လာခေါ်ပြီးမနေထိုင်ခွင့်ပေးတယ်သူတို့ပြန်မကြိုက်လည်းမောင်းထုတ်ခွင့်ရှိတယ်ပြီးတော့ဒီနေရာမှာအမေရိကန်မှာလာနေပြီးတော့သူကကောင်းမွန်လောရဥပဒေတွေမလိုက်နိုင်ဘူးချုပ်ဖို့တယ်ဆိုရင်ပူတင်တယ်ဆိုရင်ပူရမှာပဲသူတို့နိုင်ငံသူနိုင်ငံသားလည်းပြည့်စင်သူတို့ကအရေးယူတာပဲအဲ့ဒါကြောင့်သူတို့က no one is about the law ဥပဒေအထက်မှာဘယ်သူမှမရှိဘူးဆိုတော့သူတို့ကူတိုင်းနိုင်ငံသားကူတိုင်းအကုန်လုံးကလိုက်နာခဲ့တယ်လေဆိုတော့ခါကျတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထုဖို့လိုတယ်ကျွန်တော်တို့ပဲခိုင်မယ်သူတို့ကဒီလောက်ထိတော်လို့ဟုတ်လားလောက်နိုင်နေစီမီအောင်လာကုတရားတော့စိတ်ပါလားမင်းအောင်လာကုတော့တိုက်ပါလားမင်းအောင်လာကုကဘာရှိမောမှာ UNO ရှိမှာ NGO ရှိမောမှာတရားဆွဲပါလားသူတို့ရဲ့လောက်ရတဲ့တိုင်းရင်းသားပေါ်မှာမြန်မာပြည်သူပြည်သားမြန်မာပြည်သူလူထုပေါ်မှာညင်ပနေစတာတွေဘုံချေတာတွေတပ်ဖြစ်တာတွေလေလီတာတွေမိရှုတာတွေလူရတာတွေမဒင်းချင်တာတွေဒါတွေကိုတရားတော့ဆွဲပါလားကဘာရှိမောမှာကဘာအလေကောင်မှာဒီမြန်မာနိုင်ငံကြီးကိုလွတ်လပ်အောင်လုပ်ပါလားကဘာပေါ်မှာအကြီးမဆုံးဒေါ်နယ်ထရမ့်ကိုတော့မလား USA မှာဘလူးလာဝင်ပြီးတော့တရားဆွေးမြေတဲ့အဲ့ဒါအိမ်မက်တော့မမက်ဖို့ကောင်းတယ်နော်ဒီလိုမျိုးအကြောင်းအရာကိုအိမ်မက်မှာမင်းတော့မှလက်နူးပြီးတော့ဟုတ်လားတော်တော်လေးကြောက်လက်เสียကောင်းတဲ့တည်င်းဒါလုံးဝidiot အလောက်တကယ်လူမိုက်အလောက်ဒါပညာရှိမဟုတ်ဘူးစာမင်းမတင်ပြီးမှဘွဲ့ကိုချင်းအခါယူတန်းပညာရှိမဟုတ်ဘူးစာစုရာကိုနားထောင်တဲ့မဲ့ဆိုရလေတင်တယ်လို့တတ်တယ်ဒါပေမဲ့ပညာရှိဆိုတာစာတော်တိုင်းမဟုတ်ဘူးဘွဲ့ယူတန်းပညာရှိတာမဟုတ်ဘူးဘွဲ့နဲ့ပညာနဲ့လုံးဝမဆိုင်တာအဲ့ဒါကြောင့်ပညာရှိဆိုတာဘွဲ့ယူတာနဲ့ဒေါက်တာရေဗရယူတာနဲ့လုံးဝကိုမဆိုင်တာတော့ဆန်းစုကြည်လည်းပြောပြတာအဲ့ဒါကြောင့်ဘေဒေါက်တာဘွဲ့ပဲယူဘေနကာရေဗရဒေါက်တာစေဒေါက်တာပဲယူအတိညာမရှိဘဲနဲ့ပညာရှိပညာတတ်လို့မခေါ်ဘူးဘာဘွဲ့ပဲယူဖို့အခုအာကစင်းစားကြည့်လေဘာဖွဲ့ရှိလဲတော့ထုပေးပါ
ဒီဖွဲ့စည်းနာမီကိုကောင်းကောင်းသိတဲ့လူကကျွန်တော်သိတယ်လို့ the Burmese America လာ Burmese America Burmese Center လာဒီနှစ်ခုဝယ်စီခုနားလေးမှာကျွန်တော်နားထောင်မိတယ်ဒါအင်မတန်မှဒီကြောက်ဖို့လည်းကောင်းတယ်ဆက်ရှာလည်းကောင်းတယ်ရှစ်ဖို့လည်းကောင်းတယ်ယွန်းရှာလည်းကောင်းတယ်သူတို့ကတနာလို့ကယူနာမတာကြီးလို့တခြားသောတိုင်းတစ်ပါးသောလူမျိုးတခြားသောနိုင်ငံတွေကိုဒုက္ခတဲ့အနေဖြင့်ခုလုံခွင့်ပေးတာကိုကျေးဇူးတင်ရမယ့်အစားတရားတော်ဆွေးမြေတဲ့ဟာဒေါ်နယ်ထရမ့်ကမြန်မာမပြောနဲ့မင်းအွန်လိုင်းတော့မနိုင်ဘဲနဲ့ကဘာကတရားဆွေးလို့မရတဲ့ US အော်တော်မှအမေရိကန်လောက်ပြီးတယ်နော် UN အော်တော်မှလက်လာတဲ့အမေရိကန်တမရကြီးကိုတရားတော်ဆွေးမြေတဲ့အဲ့ဒါကိုယုံပြီးတော့အာကူနေတဲ့သူတွေတမောက်တကယ်ကိုကွာကျွန်တော်ကယူပဲပြောချင်တယ်နော်တကယ်ဒီအမှန်တိုင်းပြောရိုင်းတော့မှာအခုကဒေါ်လာရေးစကားနဲ့ပြောမယ်စကူမေကူလူပဲဒီကောင်လေလုံးဝသူတို့ဦးနှုတ်ကြည့်မယ်ချီတုံးကြည့်တော့ကတာလည်းမသိဘူးနော် sorry ဒါတွေလုံးဝကြောက်စရာကောင်းတယ်ဘာကြောင့်လဲဆိုရင်သူတို့ကတကယ်လို့ဒီဟာတွေတွားကလိမိနော်သူတို့ကဟာဒီကိုယ်လေးငါတို့ကိုဒီနိုင်ငံမှာလာနေပြီးတော့ကောင်းကျူးပြုမလားလို့ငါတို့ကိုနှောက်ရှက်လာပေးတာပဲဆိုရင်တော့ငါတို့အကုန်လုံးပါတော့မယ်နော်အဲ့ဒါကြောင့်တွားထူကြပါဆဲကြပါလောက်ပေးကြပါဒီကောင်တွေလောက်ရက်တွေကိုချက်ချင်းနာဖို့နာတန်ကနာဖို့အတိပေးပါရှာပေးပါအရေးကြီးတယ်ဒီကောင်တွေတကယ်လို့လောက်မိရင်သူတို့လည်းလူပဲသူတို့ကလည်းဒီကောင်တွေကလည်းငါတို့ကိုနှုတ်ဆက်ပေးတာပဲဆိုပြီးတော့တခုခုဥပဒေတွေ policy တွေ constitution တွေပြန်ဆွဲရင်ငါတို့ကဘာလုပ်နိုင်မလဲပထမဆုံးအရေးကြီးတာက USA တွေက refugee ကိုခေါ်ရင်သူတို့နိုင်ငံအတွက်အများများအလုပ်ပေးဖို့ပြီးတော့သူတို့နိုင်ငံအတွက်အကျူအမြတ်ဒီ refugee တွေခေါ်ချင်တာဖြစ် USA နိုင်ငံအတွက်အကျူအမြတ်တရမှုရှိမလားသူတို့အဖြစ်ကျွန်တော်တို့ကလည်းအကျူတရမှုကောင်းကျူးတွေရှိနိုင်မလားဆိုတဲ့သူတို့ရည်ရွယ်ချက်မှာတုံးလေးမျိုးရှိတယ်ကျွန်တော်ပြောခဲ့ဖူးပြီးပြီအဲ့ဒီတွေ့ကြောင်း refugee ကိုအမေရိကန်ကခေါ်ရင်sorry ခေါင်းချုပ်လို့ဒီဣသရေလကိုလက်တော့ကဘာပေါ်မှာပညာရှိတွေတထဲတွေအများကြီးရှိတယ်လေအမေရိကန်အတွက်အကျူတရမှုရှိစေတယ်လေအခုဥပမာဂျိုရှောဗာလူဘောနော်အမေရိကန်ကိုနာမည်ကြီးစေတယ်အဲ့လိုမျိုးနီးပညာသမားတွေပေါ့မျိုးပေါ့နော်လာပေါ်မှာတက်ပေးမဲ့သူတွေပေါ့အီလူမတ်လူပေါ့အဲ့လိုမျိုးဒုက္ခတေတွေထဲမှာတခုခုတော့ပညာရှိတွေတထဲတွေအမေရိကန်ကိုနာမည်ကြီးစေတဲ့လူတွေကိုသူတို့ကလည်းညှို့တယ်ဖြစ်စေချင်တယ်ဒါမှမဟုတ်ဘဲနဲ့အမေရိကန်ကိုဒုက္ခပေးမဲ့သူဆိုလုံးဝကိုမလူလာတာကိုတိုင်နဲ့စဉ်းစားချက်ကိုနိုင်ငံမှာဖြစ်ကြည့်ဒီလူမျိုးတခြားသော refugee တွေကဟာလားငါတို့တမရကိုမလေးမစားလို့လဲငါတို့ပြီးမှရှုပ်ရှစ်တွေခတ်လိုက်ရင်ငါတို့လည်းကြိုက်မလားပြီးတော့ဟိုတခါတော့ကရှိသေးတယ်ဒီစပန်စာလုံးတွေပေါ့နော်ဒီစာလုံးတွေကမူကြီးကုန်းတွေနော်မောင်ကူတမရအရမ်းများလို့ဒေါ်နယ်ထရမ့်ကပိတ်ပြီးမှုတွေလုပ်ပြီးတော့အရေးယူမှုတွေလုပ်ပြီးတော့အများကြီးဖန်ခဲ့တယ်ဒါတွေဟာသူတို့နိုင်ငံအတွက်ဒီကောင်တွေကို control မလုပ်ရင်အမေရိကန်ပြည်သူပြည်သားတွေဒုက္ခရောက်မှာသူတို့ကအမေရိကန်ကောင်းကျိုးအတွက်လုပ်ခဲ့တာအဲ့ဒီလောက်ခဲ့လို့ကျွန်တော်တို့လည်းအမေရိကန်ကောင်းလို့အမေရိကန်ကောင်းကျိုးကိုခံစားရတာသူတို့နိုင်ငံကောင်းအောင်သူတို့နိုင်ငံကောင်းစေချင်လို့ကောင်းအောင်လုပ်တာအဲ့ဒီတွေ့ကြောင့်တခြားသောနိုင်ငံသူနိုင်ငံသားတွေလည်းသူတို့ကောင်းကျိုးကိုခိုလုံပြီးမှလာခံစားခွင့်ရတာ
era ku chunoroka Jesu tiyama American lure kule Jesu tiyame tamara kule Jesu tiyame aman sin lone upade ne pyo yin le da tro kan da tro chain thok ma be ma chain do tro to bo be chunoroka pyo pan khu mi shi bu chunoro tawon ka diနိုင်ငံမှာသူတို့ဥပဒေနဲ့ညီဟိုစွာနေထိုင်ဖို့ကောင်းမှုစွာလောက်ကန်စားတော့ဖို့တခုတည်းမြမလောက်ဖို့မူရီစေဝကုန်းတွေမလောက်ဖို့သူတို့နိုင်ငံအတွက်အကျိုးမြတ်ရရှိစေဖို့လိုအပ်တယ်စဉ်းစားကြည့်ဒီဆေလီတွေမင်းသားမင်းသမီးပဲဖြစ်ဖြစ်နော်နာမည်ကြီးချင်နေအမေရိကမှာရောက်ရှိပြီးတော့ဗီဒီယိုလာဆိုင်တာချက်လီတော့ဂျက်ကချန်တော့ဘာတော့အမေရိကမှာဒေါ်လာမတုံးဖူးပဲနဲ့ဗီဒီယိုလာမဆိုင်လို့အမေရိကန်မှာဘာမှမလုပ်ဘဲနဲ့ကဘာပိုကိုလွန်မှုပြီးတော့နာမည်ကြီးမဲ့နာမည်ကြီးတဲ့ဒီမင်းသမီးမင်းသားလည်းမရှိဘူးဘာကြောင့်လဲသူတို့ကနိုင်ငံကိုချစ်လို့ကာကွယ်လို့ဒီလူမျိုးအမေရိကန်ကိုနာမည်ကြီးစေတဲ့ချမ်းသာစေတဲ့လူကူမင်းချင်းတာဒီ refugee တွေကအလကားနဲ့ကျွေးမွေးမဲ့သူတို့ငါတို့တွေ့ကောင်းကျူးမလို့လဲဘာမှမဖြစ်ဘူးဆိုတာလုံးဝမဟုတ်ဘူးအဲ့ဒါမှားတယ်ငါတို့ဒီကောင်တွေခေါ်မယ်ငါတို့နိုင်ငံတွေ့သူတို့အလုပ်မြတ်မြတ်လုပ်မယ်ပညာရှိတွေလူတော်တွေရှိအမေရိကန်တွေ့အကျူးရှိမယ်ငါတို့လည်းခံစားမယ်သူတို့လည်းခံစားမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်ဒါကူမဟုတ်ဘဲနဲ့ဒီနေရာမှာပါဝင်တဲ့သူဘယ်သူမဆူချင်းပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ဘေတာရင်တာပဲဖြစ်ဖြစ်ဘေသူမဆူဘောနော်ဒီအဖွဲ့အစည်းမှာဒေါ်နယ်ထရမ့်ကိုတရားစွဲမဲ့အဖွဲ့အစည်းထဲမှာပါဝင်တဲ့လူတိုင်းလုံးဝတိတိနဲ့အရာကကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေပဲဒုက္ခရောက်မယ်ဒီအရာကလုံးဝကြီးမားသောမှားယွင်းမှုဖြစ်နိုင်တယ်အားလုံးအတွက်ဒုက္ခရောက်စေမဲ့ပြဿနာကိုတွားရှာတာနဲ့အတူတူပဲဒီဟောစာကိုတွားဆွတာနဲ့အတူတူပဲဒေါ်နယ်ထရမ့်ကိုတရားစွဲဖို့မပြောနဲ့ဒီမိုကရက်တစ်တွေကအကုန်လုံးဆူစီပြီးတော့ပေါင်းစီပြီးတော့အမျိုးမျိုးချန်စီပြီးတော့အမေရိကန်လိုရတွေတထဲတွေကအချင်းချင်းခါရာပေါင်းမျိုးများစွာတရားစွဲပြီးမှစွဲလို့မနိုင်တဲ့မယိုင်တဲ့မလောက်တဲ့ဒေါ်နယ်ထရမ့်ကိုများဟာတကယ်ကိုကျွန်တော်စဉ်းစားလို့ကိုမရတာလူဦးနှောင်းနဲ့ကိုမမီတာကိုဒီကောင်တွေကနာမည်ရချင်တာလားဟုတ်လားဒီလူမျိုးနဲ့နာမည်ကြီးချင်တပတ်နံပါတ်တဲ့ခါမင်းနော်အကောင်ကလာလူအကောင်လူပလောင်လူဒီလူမျိုးပြောလိုက်မလေးမစားမှာကြဒါပေမဲ့မလေးစားတာမဟုတ်ဘူးလောက်ရကလုံးဝကိုတရားကျော်မှားတာသူကဒီသူ့ရဲ့ဘွဲ့ပညာတွေစာတင်တဲ့ဒီအချို့မဲ့တွေပါညာပေါ့နော်ဒီဟာကိုအာကူပြီးတော့ဟိုကောင်ဒီဘေပီနေမှာလဲဒီဟိုစာရွာတူကြည့်ရတဲ့ကောင်တွေနဲ့တချို့သူပြောတာကဒီကောင်ကမွတ်စလင်ဖာရလောက်ပြီးတော့ဒီဟာကိုလောက်တယ်တဲ့အမေရိကန်အစိုးရကိုမြန်မာလူထုအတွက်တရားစွဲပေးမိတယ်ဒီကောင်ဒါတွေကကလေးကစားတာမဟုတ်ဘူးအရန်အရေးကြီးတယ်ကျွန်တော်ပြောတာဒီအဖွဲ့အစည်းထဲမှာပါဝင်တဲ့သူတာအများဆုံးထွက်ကြပါဒီကနေ့တောင်းဆိုချင်ပါတယ်လုံးဝမြန်မာပြည်သူပြည်သားမြန်မာလူတွေတိုင်းရင်တအားလုံးအတွက်ဒုက္ခရှာပေးတဲ့သူတွေထဲမှာပါလိမ့်မယ်သူဘွေရတာတွေကဒေါ်နယ်ထရမ့်တွေဘာမှမဟုတ်ဘူးသူတို့ကဘလူအနေထားနဲ့ USA ကိုရောက်လာပြီးတော့ USA မတရားလာဆွေးမယ်ကျွန်တော်ဦးနှနဲ့မိကူမမိနိုင်တာไม่ဆိုကူတိုင်နဲ့တုံးတက်ပေးကြပါဒီအဖွဲ့အစည်းတွေကလုံးဝအဖွဲ့အစည်းတိုင်းကိုကျွန်တော်မြန်မာလူမျိုးကအဖွဲ့အစည်းတူဟိုစာဘောနော်ဒီ
policy တိတွေပိုင်းလာကြုံရကောင်းယုံမိတာများတယ်ဒါမျိုးမှမပါဘူးအင်မတန်မှအရေးကြီးတယ်ကျွန်တော်တို့တော့ကလိမိနော်ကားခနေဖြစ်တော့မယ်စင်ခေါင်ကခွဲမနိုင်ဘူးတဲ့ဦးစေးလေးပြောတာဒီညတော့ကျွန်တော်တော်တော်လေးကိုအားရသွားတယ်ဘာကြောင့်လဲဒီနိုဒေါ်နယ်ထရမ့်ကိုဆိုတော့အဲ့လောက်နဲ့ပဲကျွန်တော်ရက်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဘာကို message ပေးချင်တာလဲဆိုရင်စာတော်တိုင်းဘွဲ့အများကြီးတက်ခါတလေးယူတိုင်းပညာရှိမဟုတ်သေးဘူးမရှိတော့ကိုအတိပေးချင်တယ်သူတို့ကပြည်သူကျူးအတွက်သူတို့ရဲ့ကြိုးထုံနောက်ခံမှာဘာတွေလောက်ဆောင်ခဲ့ဖူးတယ်လေဒေါ်နယ်ထရမ့်ကသူ့ရဲ့လာစားတော့မှမယူဘဲနဲ့အမေရိကန်သမ္မတလို့ပေးတာလေအမေရိကန်နိုင်ငံကောင်းဖို့အတွက်ပထမဦးစားပေးလောက်တာလေဒီမိုကရက်တစ်တွေကသူတို့စိတ်လူစုတွေနဲ့နီကတ်ကရင်နီပိုရွနေပြီးတော့မက္ကဆီကန်လူစုတွေကုန်းကနန်းတွေဟာအင်မတန်ကြောက်စရာကောင်းတဲ့နေအမေရိကန်မှာဒီကောတွေဒေါ်နယ်ထရမ့်ကမဖေးရှာရင်နောက်ကျအမေရိကန်အတွက်အန်ဒရီကြီးတယ်တရုတ်ကဝင်လာတဲ့တရုတ်မတွေအမေရိကန်ပြည်မှာလာမွေးတဲ့ကလေးမွေးကိစ္စကိုလည်းသူတို့မှန်တိုင်းအမေရိကန်အတွက်နောက်မှာအများကြီးဆုပ်ယုပ်စေတယ်အဲ့ဒီတွေ့ကြောင့်ဘယ်နည်းနဲ့မှတော့မနိုင်ပါနဲ့သူတို့ကုံပြောမကွာမင်းတို့ဒေါ်နယ်ထရမ့်ကိုတရားစွဲမြဖွဲ့စည်းတယ်မင်းတို့ဒီလောက်တော့မင်းအွန်လိုင်းတခုပဲတိုက်ကြည့်ပါလားမင်းအွန်လိုင်းကိုတိုက်ပေးရပြီလေမင်းအွန်လိုင်းတိုက်ပေးရင်ပြန်မဲ့လူအများကြီးအခုအမေရိကန်မှာနေပြီးတော့ citizen တော်မဖြီချင်တဲ့လူကြီးတွေကျွန်တော်ကိုယ်တိုင်အများကြီးတည်တယ်မြန်မာပြည်မှာပြန်နေချင်တဲ့သူတွေမင်းတို့ဒီဖွဲ့စည်းမင်းတို့တကယ်တော်လို့ဘွဲတွေအများကြီးယူထားလို့ထားစမတီးလို့ပညာအရန်တော်လို့ကပ္ပစီမောမှာဒီလိုမျိုးအစွန်းပြတ်နိုင်တယ်ဆိုမြင်အောင်လားကိုတရားဆွဲကြည့်လေအမေရိကန်ကတော့ဖမ်းမှာပဲအမေရိကန်လက်ရှိတယ်နော်ဆာဒမ်ဟူစင်လက်ထရိုလူမျိုးနိုင်ငံမှာတော့ဖမ်းတယ်အမေရိကန်ကလောက်ပြီးဆိုရင်နေပြည်တော်မှာအမေရိကန်ကမြင်အောင်လားကိုလာဖမ်းမယ်သူကိုဖမ်းနိုင်အောင်အမှုဖွင့်လေမင်းအောင်လားမှုကိုရွက်အောင်ရှိမှာ NGO ရှိမှာအမေရိကန်ရှိမှာဆာဒမ်ဟူစင်လူဖမ်းဝရမ်းဖွင့်လို့ရအောင်ဖွင့်ကြည့်လေအမေရိကန်ကတော့မညာဘူးနော်နေပြည်တော်အလေဘဟုတဲ့မလာဖမ်းမှာရီစီရတော့ကောင်းတယ်နော်မင်းအောင်လိုက်မနိုင်ဘဲနဲ့ဒေါ်နယ်ထရမ့်ကိုတရားစေအဖွဲစည်းစဉ်ကဒီညက်တခါတဲ့ချက်ချင်းကိုဒီဖွဲစည်းကနေလိမယ်နာမီရရှိကဲကိုလုံးနာမီပြောင်းပြီးမှနေပလိုက်မယ်အရင်ဆက်ပူကောင်းတယ်တကယ်ကျွန်တော်ပြောရဲတယ်မင်းတို့ဒီလောက်ထိတော်လို့လောက်နိုင်တဲ့တည်တယ်ဆိုရင်မင်းအွန်လိုင်းကိုတရားဆွဲကြည့်အမေရိကန်မညာဘူးနော်အမေရိကန်တမိုင်းကြီးသူတို့နိုင်ငံသူတို့ရမလာဖမ်းမှာမညာဘူး UN အောက်ကလောက်မေဆိုတာမပြောနဲ့အမေရိကန်ကမပြောဘူးလောက်တယ် UN အောက်ကပူလောက်တာလားအမေရိကန်ပူလောက်တာလားဆာဒမ်ဟူစင်အမေရိကန်မှာမဖမ်းဘူးနော်မညာဘူးဖွဲ့စည်းတွေစဉ်းစားကြပါမင်းတို့စာတီနေတော့စာရတ်မှာပေါ့အင်ကူဗီဇာအတွေ့ကိုမွေရမှာပါတဲ့အတိညာနဲ့ပေါင်းကြည့်လေပညာရှိဆိုတာ
စာတင်တာကကိုမရှိတဲ့အစွမ်းအစပညာတွေအကူအညီအဖြစ်ကူညီပေးတာလမ်းဖွင့်ပေးတာပဲရှိတယ်အဲ့ဒီတွေ့ကြောင့်အမေရိကန်လက်ရှိတယ်လုံးဝမညာဘူးမင်းတို့ဒီလောက်တော့မင်းအွန်လိုင်းကိုပဲတိတ်ပေးပါမင်းအွန်လိုင်းကိုရွေးအောင်လာဖတ်အောင်ပြုတ်ပေးလေရွေးအောင်မှာNGO မှာတမရဒေါ်နယ်ထရမ့်ကိုပြောလေမညာဘူးနော်အမေရိကန်စစ်သားတွေနေပြီးတော့တိတ်မှာလာဖတ်မှာဒါတော့မပြောနိုင်မဲနဲ့ USA မှာလာဝင်ပြီးတော့သူတို့နိုင်ငံမှာလာနေပြီးဒေါ်နယ်ထရမ့်ကိုတရားစင် US ဒေါ်လာမီလီယံဘလောက်ကုန်မလဲထားလိုက်ငွေမကုန်ဘဲနဲ့တရားဆွေးမယ်ဒေါ်နယ်ထရမ့်တရားဆွေးတဲ့ဒီလိုရတွေအကြောင်းကိုလေ့လာအောင်လူပဲနှစ်ယောက်ကနိုင်ငံကြီးတမားတွေဘယ်နှစ်ယောက်ပေါင်းပြီးတော့ဘယ်နှခါဘယ်နှချင်းတရားဆွေးခဲ့ဘူးတယ်မှုပေါင်းမြတ်စွာနဲ့လောက်လာခါလာရိုင်လာဒီဖွဲ့စည်းမိမင်တင်လိုက်တကယ်ဆက်ဆရာကောင်းတယ်ကျွန်တော်ဆက်တယ်နော်မင်းတို့မရှိငါဆက်တယ်ကွာဒီအမေဒါဘာမစ်အမေရိကလာအမေရိကဘာမစ်စင်တာလာမန်ကုလဒီဖက်ကူတီကျွန်တော်ဒီမှာဖတ်တာကတော့ဒါဘာမစ်အမေရိကကူရှေလေးပြောတာကတော့ follower တော့မှထောင်မပြည့်ရကနာ follow တကယ်ကြီးဆရာကောင်းဒီဖွဲ့စည်းတွေကဖွဲ့စည်းပြီးတော့သူပြောတာကတော့ဒီအဲမှာဖွဲ့စည်းတဲ့မှာစေနာငံပဲဒီစေရောက်ပဲဒီအမေရိကန်နိုင်ငံတခြားလူတွေကတော့ဒီမြန်မာပြည်ကလာပြီးတော့တိုင်းတာပေါင်းစုဖွဲ့စည်းပြီးတော့ဖွဲ့စည်းတယ်ဟာတကယ်ကွာဒါအိမ်မက်ထဲမှာတော့မင်းတော့မှလက်ပြီးမနူးပြီးတော့ဟောစာဖြစ်ရမယ်တကယ်အင်မတန်မှကြောက်စရာကောင်းတဲ့အရာဖြစ်တယ်ဒါဒီတရင်ကိုဖတ်ချင်နေဆိုရင်ကျွန်တော်ကိုဆက်သွယ်ပါ link ချပေးမယ်သူဒါဖတ်ပြီးတော့ဆိုတော့ပြောမယ်နော်နောက်ဆုံးအနေနဲ့သူပြောတာသူတို့ပြောတာကပါလဲဆိုဒေါ်နယ်ထရမ့်အစိုးရနဲ့ USCIS ကို Federal Court မှာတရားစွဲမယ်မြန်မာတွေဖက်ကမမတ်ရတီပေးမဲ့ခေါင်းဆောင်တူပေါ်လာပြီးကွာတကယ်ကွာတကယ်ဒီစားချောင်းဖလိုက်တာနဲ့တကယ်ကိုရှစ်တယ်တကယ်ကိုရှစ်စီရဒီအဖွေစီကဟာကွာတော်တာဘလောက်ပဲလေမြို့သားအဲ့တလို့ပဲရှိတယ်ဆိုတော့စကားထုတ်ပေါ်လာပြီမြန်မာစင်တာရဲ့မြန်မာစင်တာနော်ဖတ်တယ်ပြီနော်မြန်မာစင်တာရဲ့အောက်ကထဖြစ်သူဦးရဲ့ရင်မိမှုဦးဆောင်ပြီးကဲနော်ဖတ်ပြပြီတော့မြန်မာစင်တာရဲ့အောက်ကထဖြစ်သူဦးရဲ့ရင်မိမှုတော်မင်းနော်သူရဲ့နာမည်ကတော့မင်းကလေးနာမည်လူတော်လှတာပဲဦးရဲ့မိမှုဦးဆောင်ပြီးလက်ရှိထရမ့်အစိုးရနဲ့ USCIS ရဲ့တရားမဝင်တဲ့မူဝါဒပြောင်းလဲမှုကို Federal Court မှာတရားစွဲဆိုဖို့ပြင်ဆင်နေပြီးကြောင်းတရားဝင်ကြေညာလိုက်ပါသည်တကယ်မျိုးအာရပါရရီဗီယစီကွာကောငါလို့ရှစ်ဒီကွာစာဖတ်လိုက်ရတာတကယ်မျက်နှာကိုဘလို့တော့ထားမလဲဘာကြောင့်တရားဆွေးမလဲတဲ့ဆိုတော့ခါကြတာဒီမှာဖတ်ပြမယ်နော်အစိုးရရဲ့လက်ရှိ policy တွေဟာတဲ့အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ Constitution မညီပါဘူးတဲ့ Constitution အမေရိကန် Constitution မညီပါဘူးတဲ့နိုင်ငံတကာလာလူခွင့်ရေးစံချိန်စနစ်တွေကိုချီးပုတ်နေပါတယ်တဲ့ဟာကွာဥပဒေတို့သူတို့လည်းတင်းနဲ့တက်တာဘောငါတို့ထက်တီးတယ်တက်တယ်ဒါပေမဲ့ဒါမရှိတာလေသူတို့စာပဲတက်တယ်လေမွေးရပါအမေစီကနဲ့မွေးရပါအတိအညံမရှိတာအဲ့ဒါကိုလာလို့ခေါ်တာလားဒါငါဒုံးရေကွာဒီညကွာဒီမပြောချင်တဲ့
မပြောချင်ဘူးစကားတွေထုတ်ပေါ်လာချူဖို့နေပါတယ်တဲ့စစ်ဘေးအာနာရှင်ဘေးကြောင့်ဒုက္ခရောက်နေတဲ့အမေရိကန်ရောက်မြန်မာပြည်သူတွေရဲ့ဘဝလုံခြုံမှုကိုထိခိုက်စေပါတယ်စစ်ဘေးအဲ့ဒီတွေ့ကြောင့်စစ်ဘေးနဲ့လာခိုးလုံတယ်လေအဲ့ဒီတွေ့ကြောင့်ဒီစစ်ဘေးရဲ့တေခါမီအွန်လိုင်းကိုဒီလောက်ထိဒေါ်နယ်ထရမ့်ကိုတော့မှလောက်ရေးနိုင်တဲ့သူတွေအဖွဲ့အစည်းရှိတော့ကျွန်တော်တို့ကကျေးဇူးတင်မှာပေါ့အားကိုးရမှာပေါ့ဒီလောက်ထိမင်းတို့တိုးရစီမင်းတို့ကကုတရဆွေ USA ကလာဖမ်းပေးမယ်နေပြည်တော်အထိ USA ဝတ်စုံနဲ့ FBI လာဘယ်သူစုဘောကွာ Naval UFA Naval Force လာအကုန်လုံးဘေးတက်ဘေးဖြစ်ဘောနော်လာဝင်ပြီးတော့ဖမ်းမှာမပူနဲ့ဒီလောက်ထိတော်လို့လာဒေါ်နယ်ထရမ့်ကိုတော့တရားဆွေရေးနိုင်တဲ့တတိအတိဉဏ်ရှိတဲ့ဖွဲ့ရှိလောက်စားမှာခွာအပေးမှာဘောအကူမှာဘောဘယ်နဲ့ဒါမဟုတ်ဘဲနဲ့တလောက်စားဖူးသူကျေစုတဲ့ခွဲတော်မှနော်တခင်ကိုမမေ့ဘူးစေနစ်ကြမမေ့ဘူးဘာကြောင့်လဲတခင်ကအယုတ်လည်းပြောင်းမငေရာနဲ့ကြည့်လက်ကြည့်မယ်သူတို့ကအနက်နဲ့တည်နေတယ်ကျွန်တော်တို့ကဒီအမေရိကန်မှာခုလုံပြီးတော့သူတို့နေထိုင်ခွင့်လည်းပေးတယ်အလောက်ကမရှိဖစ်စတမ်လည်းပါလေမြူပေါ့ဒါတွေပေးတဲ့ကျေးဇူးရှင်ကူများတရားဆွေးမိတယ်မကြီးဘူးသူတို့နိုင်ငံမှာသူတို့စိတ်ကြိတ်လောက်ထားတဲ့အရာသူတို့လောက်ပိုင်ခွင့်ရှိတယ်သူတို့ရဲ့တဘောသူတို့မှကြိုက်နေမှာတော့မောက်ထုတ်လို့ရတာပေါ့ဒီနိုင်ငံမှာကျွန်တော်ကောင်းမွန်နေဖူးလို့မဖတ်တော့ဘူးကွာကျွန်တော်နောက်ဆုံးဖတ်ပေးမယ်ဒီကောင်ကပါလေမြန်မာစင်တာရဲ့အောက်ကထဖြစ်သူဦးရေးရှိမြင့်မှုကဥစ္စာနောက်ဆုံးတော့ဒါရင်ဖတ်တော့ဘူးတခြားသွားမယ်ဆိုတော့ကြည့်တဲ့လူတွေလည်းဒီတုံးတက်ချက်တွေမကြီးတဲ့ခါကျတော့ကျွန်တော်လည်းဒီလိုနေပဲဆုံးတက်မယ်ဘလို့ပဲပြုတ်ကွာသူတို့ကဘလို့ပဲဘေးပညာပဲယူဘောနော် Ivy League Cornell University Public Administration တို့ဘာလို့သူကယူထားတယ်unit doctor လည်းယူထားတယ်ဟလားဒီသူရဲ့ပညာရေးနောက်ခံဘွဲက Cornell ဘာလို့ school မတီးဘူးဒါတွေလည်းရထားတယ်ပြီးတော့ legal resources လည်းရထားတယ်စနေတာတွေရအကူအညီတွေနဲ့ပေါင်းဆက်ပြီးတော့ဆွေရကိုတရားဆွေစုတော်မှာပါလား Supreme Court မှာကြီးကွာစင်ခေါင်ခွေးမနိုင်ဘူးနော်ခွေးမနိုင်ဘူးစင်ခေါင်ခွေးနံခွေးကစင်ကိုကြိုက်ဖို့မပြောတယ်စင်ခေါင်ကိုမနိုင်တာလို့ကွာဆိုတော့သူရဲ့ရုပ်ကိုကွာဟိုကောင်ဒီနယူးယောက်မှာဟိုစဘောဒီမြို့တော်ဝင်နဲ့ဟလာဘာတာတူပြီးတော့ဖာယူဖာရလောက်ပြီးတော့ဒီဖွေးရှိဖွေးလောက်တာပေါ့နော်ဒီဖွေးရှိတမားတွေတကယ်ပြုတ်ပြကြပါဦးဒီဖွေးရှိတွေတူကိုဒါ personality ခဲလူလေပြုတ်သူတို့ပြုတ်လေရတယ်ဘာကြောင့်လဲသူတို့လည်းရကလုံးမကူမှာသူတို့နာမည်ကြီးချင်တဲ့ခုရချင်တဲ့တခြားနီလာမရှာလူတွေကိုဒုက္ခမပေးစမ်းပါနဲ့တောင်းပန်ပါတယ်နော်တောင်းပန်ပါတယ်မြန်မာပြည်သူပြည်သားတွေဒုက္ခရောက်မှာအမှန်ဆိုကျွန်တော်တို့ယူတတာစေနိကာမောင်းလေဘာမှမမိခဲ့ဘူးတဲ့ credit card လို့အများကြီးကျွန်တော်ပူရမဟုတ်ဘူးနော်အားလုံးအတွက်ကိုခြုံပြီးတော့ပြောတာနော်ယူတတာလောက်ကစားတော့တဲ့လူမြန်မာပြည်ဖွာအကုန်အများကြီးရှိတယ်လူစုရလူမဲ့ရဒီမှာလာနေပြီးတော့ရမှုပြီးတော့ဒီ UR မိရကောင်းတယ်တတိရှိတာပဲသူတို့ပူမှာပေါ့ဒါတွေကူလည်းမကောင်းလို့ခိုင်ရမှာပဲလေဒါယူလည်းပဲကိုယ်လောက်ရဲတယ်ဆိုရင်ခိုင်ရမှာပဲဒါပေမဲ့ဒီနေရာမှာကြတော့ဒေါ်နယ်ထရမ့်ကိုတော့တရားဆွေးမိတယ်ဆိုရင်အကျိုးကြောင့်သူတို့မဒေတာတွေ
ကောင်းကောင်းမှုမရှိထားလား data တွေသူတို့က USA မှာလောက်ပြီးဆိုရင် data အချက်လက်ဖာနဲ့ကောင်းကောင်းမှုလောက်ထားတာတော့ဒီဟာတွေကလည်းဘာနဲ့စတဲ့ဆိုရင်သူတို့ lobby တွေစစ်ကောင်စီရဲ့ lobby တွေပြောအားကောင်းလို့ငါတို့ကိုနိုင်တော့လို့မြန်မာပြည်ငင်းချမ်းပါပြီဆိုတဲ့ဘာညာပေါ့နော်အဲ့ဒီတော့တယ်လို့တွေ့ lobby လောက်စမ်းပါလား lobby လောက်ပြီးမှမြောက်လန်ကိုဖမ်းအောင်ဒေါ်နယ်ထရမ့်ကိုနားဖောက်ပေးပါလားโอเคနောက်ဆုံးဒုတိယချက်ဂျိုဆော့ဗာပြောမယ်နော်မိတ်ဆွေတွေရဲ့ဒီ comment တဲ့မတက်လာတဲ့ခါကျတော့ဒီလောက်ပဲအဓိကတော့ချက်ကတော့လူငမားတယ်နာမည်ကြီးချင်တယ်ဆိုတစ်ချက်နီးလန်းရှာပေါ်ပူလာဖြစ်ချင်တယ်ဆိုတစ်ချက်နီးလန်းရှာငွေရချင်တယ်ဆိုတစ်ချက်နီးလန်းရှာဒီလူမျိုးပြည်သူတွေလူမြန်မာပြည်သူပြည်သားအလုံးဒုက္ခရောက်စေမဲ့ထောင်ပေါင်းမြတ်စွာတောင်းပေါင်းမြတ်စွာလူတွေကိုဒုက္ခပေးမဲ့လောက်ငန်းကိုမရွေးမိပါစေနဲ့မြန်မာစင်တာပဲဖြစ်ဖြစ် the Burmese America ပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းပဲဖြစ်ဖြစ်နော်ဘယ်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နော်ဘယ်သူမစုဒီလူမျိုးချင်းလူမျိုးအလုံးကိုထိခဲ့စေတဲ့အလောက်မြန်မာလူမျိုးအလုံးကိုထိခဲ့စေတဲ့အလောက်ကချင်လူမျိုးအလုံးကိုထိခဲ့စေတဲ့အလောက်ရခိုင်လူမျိုးအလုံးကိုထိခဲ့စေတဲ့အလောက်မွန်းလူမျိုးအလုံးကိုထိခဲ့စေတဲ့အလောက်ကရင်အလုံးကိုထိခဲ့စေတဲ့အလောက်ကရအလုံးကိုထိခဲ့စေတဲ့အလောက်ငါမျိုးကိုမလုပ်မိပါစေနဲ့တောင်းပန်ပါတယ်လူငကွာတကယ်ဒါတွေကရှက်ဖို့လေကောင်းတယ်နော်လူငကိုမှားယူနေဒီနိုင်ငံမှာလာပြီးတော့သူတို့နေမိမနေနိုင်ငံမှာခြေချပြီးမှနေထိုင်ပြီးတော့သူတို့နိုင်ငံမှာထွက်ရှိတဲ့အစားကိုစားပြီးတော့သူတို့ကိုတရားသွင်းဆွေးပြီးတရားပါမလားစဉ်းစားကြည့်ဥပမာခမက်ကကောင်းကောင်းမအင်္ဂလာနေပြီးတော့ဟာမင်းတို့ငါတော့မချိုက်ဘူးကိုဆိုပြီးမှ racist လို့ပြီးတော့ discrimination လို့ခေါ်တယ်နော်ဒီခွဲခြားမှုလူမျိုးခွဲခြားပြီးတော့ race လို့ပြီးတော့လာဖန်တာတော့လာရှိနေစီဒါမှမှန်ဘူးဒါလည်းမလုပ်ပါဘူးဒါတွေမလုပ်ဘူးသူတို့နိုင်ငံကောင်းအောင်လုပ်ပြီးတော့ဒါတွေကိုဥပဒေနဲ့ချုပ်ကန်ပြီးတော့ငါတို့လည်းလွတ်နေထိုင်ခွင့်ပေးတယ်လေသူတို့နိုင်ငံကိုကောင်းအကောင်းဆုံးပင်စင်မွန်းမှလို့ကျွန်တော်လည်းနေရတယ်လေဒီလိုမျိုးမဟုတ်ကျွန်တော်လုံးလေအကောင်ကြီးတွေကဟိုင် shit the fuck up လို့ငါတို့ပါတချက်ငါတို့လောက်လို့ရမှာမဟုတ်ဘူးမလေးရှားတို့အင်ဒိုနီးရှားတို့လူမျိုးအမေရိကန်မှာဖြစ်ငါတို့လောက်လို့လည်းရမှာမဟုတ်ဘူးအပြင်းနဲ့ထွက်ရမှာမဟုတ်ဘူးတေးမှာဒါပေမဲ့အမေရိကန်ဆိုတာသူတို့နိုင်ငံကိုကောမှုပြုတ်ပြီးတဲ့ခါကြတော့သူတို့နိုင်ငံသူနိုင်ငံတာကရသူတို့လိုဥပဒေတွေကိုလိုက်နာတယ်အဲ့ဒီတိုင်းပဲသူတို့ပြည်သူပြည်သားခံစားတဲ့အတိုင်းပဲကျွန်တော်တို့လည်းခံစားခွင့်ရတယ်အဲ့ဒီတွေ့ကြုံနိုင်ငံကောင်းလို့ခေါ်တာသူတို့နိုင်ငံကိုဦးစားပေးလို့ကောင်းအောင်လုပ်လို့အမေရိကန်မှာနေတဲ့လူတိုင်းသူတို့ရဲ့ကောင်းကျိုးကိုခံစားခွင့်ရတယ်သူတို့နိုင်ငံကောင်းဖို့ရအတွက်လုပ်တာပဲဆိုတော့အထူးသဖြင့်ကျွန်တော်တို့အတွက်ဒါသူတို့ကောင်းအောင်လုပ်လို့ကျွန်တော်တို့လည်းသူတို့ကောင်းချင်ကိုခံစားရတယ်လေအဲ့ဒီတွေ့ကြောင့်ဒီဖွဲ့စည်းတွေနော်တကယ်မင်းတို့ဒီဟာရတီရတန်ကရမှာတောင်းပန်ချင်ပါတယ်ရှက်တယ်ဒါလူမဲ့အလောက်လုံးဝကျေးဇူးကမ်းတဲ့အလောက်ကျွန်းအလောက်ဖြစ်တယ်ဒါလုံးဝမာယွင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကလုံးဝ safety မဖြစ်တဲ့ဘူးမလုံခြုံဘူးဆိုတဲ့ data ဖိုင်အချက်အလက်ကောင်းမွန်စွာနဲ့တင်ပြပြီးတော့အတနာခံတာမှန်တယ်ယူသားတယ်မှန်ကန်တယ်ယူသားတဲ့အလုပ်ကိုရွေးဆိုင်ပါလူများကိုချိုလေးအောင်လေးမိအောင်ဒီလူမျိုးညံတဲ့တွေအကျဉ်းစီတွေမလုပ်နဲ့မအောင်မြင်ဘူးနိုင်မတေးမချင်းပြောရတယ်မင်းတို့ကောင်ကမြန်အမေရိကန်ဒေါ်နယ်ထရမ့်ကိုနိုင်ငါကူတိုင်ကူဟာကိုမြန်မာပြည်မှာပြန်မယ်သူတို့
ဒီAmerican လူမျိုးတွေကကျွန်တော်မောက်ထောက်ရှာဖို့မလိုဘူးမင်းတို့နိုင်တယ်ဆိုရင်နော်ဂရိပေးတယ်ငါ citizen ရပိတာတခါတည်းငါနေ citizen ဖြီလို့ရတယ်တခါတည်းဖြီတယ်ရတယ်โอเคဒီလောက်ပဲဆိုတော့စူလူတဲ့ပေကကျွန်တော်ကယူပဲပြောချင်တယ်ပညာရှိလူပါလူနဲ့ဟိုကြောင်ကလေးမလောက်ချင်ဘူးလူတွေကလောက်ရှိနေဘာကြောင့်လဲအပြုတ်ချူပြီးတော့လင်ညာတာအပြုတ်ချူတဲ့လူတိုင်းလင်ညာတာများတယ်ကျွန်တော်တို့ကပြောတာလည်းမတတ်ဘူးအင်္ဂလိပ်ပဲမြန်မာချင်းလူလည်းကောင်းမပြောတတ်ဘူးဒါပေမဲ့လောက်ရက်ကတက်ပြတယ်။အိုးဒီကောင်တွေကမြန်မာပြည်သူပြည်သားတွေသူတို့အကျူးစွန့်ပြီးတော့မြန်မာပြည်သူပြည်သားအတွေ့ပါကောင်းကျူးလုပ်ခဲ့ဖူးတယ်လေဒီကောင်တွေကိုလေ့လာကြည့်။ဒေါ်နယ်ထရမ့်ကသူတို့နိုင်ငံတွေလာစားတော့မယူဘဲနဲ့လုပ်ခဲ့ဖူး။ American fat American great again ။ Okay ဒီလောက်ပဲဆိုတော့နောက်ဆုံးဂျိုးဆွာဘာတော်မနော်ဒီနေရာမှာအခုတော့ဂျိုးဆွာဘာဖက်ရောက်ပြီနော်ဒေါ်နယ်ထရမ့်ကိုတရားစွဲမယ်အကြောင်းတော့စိတ်မဝစားကြဘူးတင်တယ်ဂျိုးဆွာဘာနဲ့ကြောင်းပြောမယ်ဂျိုးဆွာဘာဆိုတာအလုံးသူ့ရဲ့ဟောစာသူနာလည်းကျေးဇူးတင်တယ်သူ့ရဲ့အကြောင်းထူးတက်ချက်အကုန်လုံးတိပိတာဖြစ်ပါတယ်ဗီဒီယိုအကုန်လုံးကြည့်ပိတာဖြစ်တယ်ကျွန်တော်ဘာကိုပြောချင်တယ်လဲဆိုရင်ဂျိုးဆွာဘာနဲ့ကြောင်းကိုနီကတ်အနီကတ် research ကောင်းလုပ်ပြီးတော့တုံးတက်ပေးနိုင်မယ်ချင်းလူမျိုးအခုချင်းထိမပေါ်လာသေးဘူးအဲ့ဒါကျွန်တော်အင်မတန်မှဝန်နေတယ်ဘာကြောင့်လဲဘာကြောင့်အဲ့လောက်ထိမြန်မာလူမျိုးမြန်မာပြည်ကလူတွေကိုအညံသားထိလွန်မှုနိုင်ပြီးတော့ဘာကြောင့်မြန်မာပြည်သူပြည်သားတွေကဒီလောက်ထိစိတ်နဲ့တက်ဒါလေဆိုတာလဲအကြောင်းရှိတယ်ပြီးတော့ဒီအမေရိကန်လူမျိုးတွေကလည်းဒီကောင်ကိုဒီဂျိုဆွာကိုဘာဖြစ်လို့အဲ့လောက်ထိစိတ်ဝင်စားကြည့်ရှုနေတာလဲဘာလို့အဲ့လောက်ထိစိတ်နေတာလဲဆိုတော့အကြောင်းရင်းလက်ရှိတယ်ဒါတွေကိုတုံ့တက်ပေးနိုင်မယ့်ချင်းလူမျိုးမရှိဘူးကျွန်တော်တို့ကဒီနေရာမှာတော်လေညက်တယ်နိုင်ငံကြီးမှာတော့တစ်ဖက်တစ်လမ်းတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဟာကွတ်ကတော်လေများသေးတယ်ကျွန်တော်တို့ဖျက်ခင်မဆားတဲ့တွေ့ကြောင်းဒီကပအလေးကောင်မှာနာမည်ရထားတယ်ဒါပေမဲ့ဒီဂျိုဆွာဗန်အကြောင်းကိုဒီတေကွေရှင်းလင်းရှင်းပြနိုင်မဲ့သူ့ရဲ့ထူးကွက်တွေဟာကွက်တွေသူ့ရဲ့အာနေမှုအာတာမှုတွေနှုံနှောင်မှာသူ့ရဲ့ခပရဲ့တန်ဖူးမှာအစပေါ့နော်ဒါတွေကိုကူကာပြီးတော့အသေးစိတ်ပေါ့နော်ကောင်းမရှင်းပြပြီးတော့ရှင်းလင်းပေးနိုင်တဲ့တုံးတက်ပေးနိုင်မဲ့သူမရှိဘူးအဲ့ဒါကျွန်တော်တို့ရဲ့ကန်ဆူချက်ပေါ့နော်ဒီနေရာမှာကျွန်တော်အားနေချက်ပေါ့နော်လူတော်တွေပညာရှိတွေဘွဲဒီဂရီရေဗရန်ဒေါက်တာအများကြီးရှိပါတယ်ဒီမှာလည်းဒီofficer တွေ nurse မှာအမျိုးမျိုးပေါ့နော်ပညာနဲ့ဒီနာနဲ့တော့ဒီအများကြီးရှိတယ်ဒါပေမဲ့ဒီ UFC နဲ့ပတ်သက်ပြီးတော့ဒီဂျိုချောဘာရဲ့အကြောင်းနဲ့တုံ့တက်ပေးနိုင်မဲ့သူမရှိဘူးဒါပေမဲ့ကျွန်တော်နားထောင်တာကတော့ကျွန်တော်တို့မြန်မာပြည်မှာတော့ဒီလူမျိုးလူတွေအများကြီးရှိတယ်ဂျိုချောဗန်ထူတဲ့ချိန်မှာနီကတ်အသေးစိတ်ကိုကောင်းစိတ်ကြည့်ပြီးတော့သူတွေအများကြီးရှိတယ်သူတို့ရဲ့ interview တချို့တလေကျွန်တော်နားထောင်ကြည့်တဲ့ချိန်မှာသူတို့ရဲ့ရန်သူတွေရဲ့အနေထားဂျိုချောဗန်ရဲ့psychology ပိုင်းဆိုင်ရာပေါ့နော်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကိုခံတာပိုင်းဆိုင်ရာပေါ့နော်ဒီအရာတွေအားလုံးကိုစနစ်တကျတုံးတက်တဲ့လူတွေရှိတယ်ဒီလူမျိုးကကျွန်တော်တို့အတွက်အင်မတန်မှအရေးကြီးတယ်။ဘာကြောင့်လဲဆိုရင်ဂျိုဆွာဗန်ကသူ့ရဲ့ဖြူရှင်မှုနော်သူ့ရဲ့ယူသားဖြူရှင်မှုတစ်ခုကမြန်မာပြည်အတွက်လုံးဝ top
fan မြန်မာပြည်ကအညာ data အထိဘာကြောင့်အဲ့လိုထိကြိုက်တာလဲဆိုရင်ဂျိုဆိုဗန်ကယူတာပုလင်းပြီးတော့ယဉ်ကျေးတယ်ပြီးတော့သူ့ရဲ့အနုပညာမှာဆိုရင်သူဒီအားကစားစိတ်တဲ့ရှိတာမကဘူးဒီအားကစားကိုဒီစီမီစီကန်တွေအောက်မှာလုံးဝမဟိအောင်ပေါ့နော်ဒီယူတတပြပြစီစီလေးနဲ့ပဲသူကအကောင်းဆုံးပြင်ဆင်ပြီးတော့ကစားမဲ့သူဒီလိုမျိုးတွေကောင်းကောင်းမွန်မွန်ဒီထေလီတုံးတက်ပေးတဲ့သူတွေမြန်မာပြည်မှာတော့အများကြီးရှိတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေဗမာလူမျိုးတွေပြောနော်သူတို့တုံးတက်ချက်ကိုကျွန်တော်နားထောင်ကြည့်အရန်ကိုကောင်းတယ်မိုက်တယ်အဲ့ဒီတော့ကျွန်တော်ဒီလိုမျိုးလောက်တဲ့ချိန်မှာဒီသူတို့ရဲ့ psychology ပိုင်းဆိုင်ရာမှာလည်းဒီကိုယ့်ရဲ့ပြန်ဖက်ကိုစိတ်ပိုင်းဆိုင်ရာပြမူရမာယာဒီပိုင်းဆိုင်ရာပေါ့နော်ဒီအားနဲ့ပဲဖြစ်ဖြစ်ပေါ့နော်နိုင်ပုံနိုင်နည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်လည်းဒီsurvive live ကိုကြည့်တဲ့ချိန်မှာကျွန်တော်ကနားမလည်ဘူးနော်တိတ်နားမလည်ဘူးကိုတိုင် live ဝယ်ပြီးတော့တယောက်တည်းကြည့်ပေမဲ့နားမလည်ဘူးဒါပေမဲ့တုံးတက်တဲ့လူတော်တော်များများကအဲ့ဒီဗန်ရဲ့ရန်သူကသူ့ရဲ့ထုကွက်ကဗန်ကူထိလိုက်ဗန်တွေအဒရက်ကြီးတယ်ဒါပေမဲ့ဗန်ကဒီကွက်ကိုကြော်လွန်ပြီးတော့ခုခံပြီးတော့သူ့ရဲ့အတိပညာအတတ်ပညာနဲ့ကထောက်တဲ့ချိန်မှာရန်သူကဒီတော်စစ်ကိုလွှဲသွားတာပေါ့ဒါတော့ကျွန်တော်မသိဘူးနောက်မှတုံးတက်တဲ့လူတွေကဒီကွင်းမှာမဝင်ခင်မှာသူ့ရဲ့မျက်နှာပုံမျက်နှာတက်စိတ်နေတဘောထားသူ့ရဲ့ခံစားချက် feeling အတွင်းပိုင်းဆိုင်ရာ psychology စိတ်ပိုင်းဆိုင်ရာကုန်လုံးတုံးတက်တဲ့လူပြီးတော့ simple မှာရောက်ခါစားမှာသူ့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာအကုန်လုံးတုံးတက်တဲ့သူပြီးတော့ပွဲစားပြီးဆွေးတဲ့အချိန်မှာစက္ကန့်ပိုင်းရဲ့သူ့ရဲ့စိတ်နေစိတ်တဘောထားတွေတုံးတက်တဲ့လူတွေရှိတယ်ကျွန်တော်နားထောင်တယ်ကျွန်တော်ဘာကိုပြောချင်တယ်လဲဆိုရင်ကျွန်တော်တို့ချင်းလူမျိုးဟာဒီလူမျိုးနေရမှာတို့လေဒီပေါ့နော်ဒီပြက်ကွက်တာမဟုတ်ဘူးကျွန်တော်တို့ဒီအားနေခဲ့တာပေါ့နော်ဒါပေမဲ့နည်းနည်းတုံးတက်မဲ့သူတို့ရှိတယ်တုံးတက်မဲ့သူလို့ကျွန်တော်ပြောတာဂျွန်အမန်းရှိတယ်နော်ဂျွန်အမန်းကလည်းနည်းနည်းတော့ပြောနိုင်တယ်လို့ယူဆတယ်ဒါပေမဲ့သူတို့ကဒီနည်းနည်းကောင်းတဲ့စကားတွေရှင်တော့ subscriber အတွက်ပဲထားတယ်ဒါပေမဲ့တခြားတို့သူတွေကတော့တုံးတက်ချက်တွေအရန်ကောင်းတဲ့အရာတွေအကုန်လုံး Facebook YouTube free လောက်ထားတယ်ကျွန်တော်တို့ချင်းကစီနေတယ်နော်ဒါကစီမနေပါနဲ့လာဟိုလကန်ပြောလို့ချင်းပြချီလို့အောက်ကလုံးကစီမနေပါနဲ့ဒီလိုမျိုးတုံးတက်ချက်တွေလောက်ပေးနိုင်တယ်ဆိုရင် free လောက်ပေးပါ subscriber တွေအတွက်ပဲစုပြီးတော့ဘာတွေလောက်ရေးဒါကစီနေတာပဲမကောင်းဒါပေမဲ့တစ်ဖက်တစ်လမ်းမှာဆိုရင်နော်ဒီဂျူနာမောင်တို့ဂျူနာမောင်ဆိုတော့ကျွန်တော်ကသူ့ကိုဒီတိုက်ခိုက်တာမဟုတ်ဘဲနဲ့ဒီဥပမာအဖြစ်ပေါ့နော်ဖြစ်လက်ဖြစ်နေတာဥပမာအဖြစ်ပြောပြတာပေါ့နော်နားလေအောင်ပေါ့နော်ဖို့ပြတာပေါ့နော်ဆိုတော့သူကိုတိုင်နဲ့ဒီမဟုတ်ကားတွေတိုက်ခဲ့တာများလို့လေဖြစ်နိုင်တယ်ပြီးတော့ဒီလိုမျိုးတုံးတက်ပေးနိုင်တာကတော့ religious and political voice အဘိကဆိုတဲ့တယောက်သူကတော့နည်းနည်းပပတုံးတက်နိုင်လို့တယ်လို့ထင်တယ်တော်များများကျွန်တော်လူဒီမီဒီယာမှာအိုတဲ့လူတွေကတော့ဒါလိုမျိုးတွေမတုံးတက်ဘူးဒါပေမဲ့ကျွန်တော်တို့လည်းဟိုတည်တဲ့နေရာကိုနေရာနဲ့ကိုပေါ့နော်အများပြင်းဒီ religious and political voice အဘိကဆိုတဲ့နဲ့ဂျူနာမန်သူတို့ကတော့တုံးတက်နိုင်လိမ့်မယ်ဒါပေမဲ့အမန်ကတော့ subscriber အတွက်ပဲသူကဒီဟိုဆာလောက်ပေးတာပေါ့နော်ဒီအကြီးကြီးစကားတယ်ဒါတွေကကစီနေတယ်လို့ကျွန်တော်ကတော့ယူဆတယ်ဘာကြောင့်လဲဆိုရင် YouTube Facebook မှာ free နဲ့အကောင်းလို့အများကြီးဆက်ဖွေတွေ့ရှိလို့ရတယ်ကျွန်တော်တို့ချင်းလူမျိုးကများဒီလိုနည်းနည်းပပဒီ BBC RFA DVB ကဒီ Fox News တွေကိုယူပြီးတော့ပြောတာကို subscriber ပဲကြည့်ခိုင်းနေတော့ပါ
စီနေတယ်မကောင်းဘူးကျွန်တော်ဘာကုစုလူတာလဲဆိုဂျိုဆိုvan ဖိုက်တဲ့အကြောင်းအရာကိုဒီလူမျိုးကောင်းကောင်းမွန်မွန်အနီးနီးကတ်ကတ်တုံးတက်တဲ့အဆောင်ကြည့်နေတဲ့သူတွေရဲ့တုံးတက်ချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာသူတို့ကအဲ့လိုထိလေလာတုံးတက်နေမှာတော့ကျွန်တော်တို့ကဒီဘယ်လောက်ထိဒီပွဲကအကြီးကြီးကြောင်းဘယ်လောက်ထိခက်ခဲကြောင်းပေါ့နော်မတီးလို့တန်ဖို့မထားမိတာဘူးဆိုတဲ့ဟာကိုကျွန်တော်သဘောပေါက်တာပေါ့နော်ဆိုတော့အခုသူ့ရဲ့ဘိုင်းရဲ့ဒီခပတ်မှာအစားပေါ့နော်တချို့လူတွေကခပတ်ကဒီလိုစင်ကာပူဒီလိုရှိတဲ့တန်ဖို့ဘယ်လောက်ရှိတယ်ဆိုတဲ့အစားပေါ့နော်ပြီးတော့ဒီနောက်ပွဲမှာဘယ်သူနဲ့ထူးနိုင်တယ်လေဒီဂျပန်ကောင်တရုတ်ပဲလူလိုရှိမှဖြစ်နိုင်တယ်ဆိုတဲ့ဟာပေါ့နော်ဒီခပတ်ကူဘယ်နဲ့ကျင်းလောက်ဘလူ control လုပ်နိုင်မလဲဒီခပတ် control နိုင်ဖို့ဘာတွေလူအပ်တယ်လေဆိုတဲ့ဟာမအစားပေါ့နော်ဒါတွေတော်တော်လေးကျွန်တော်တို့မှာမတိတာအများကြီးရှိတယ်ဆိုတာကျွန်တော်ပြောချင်တာပါဘာမှတော့မဟုတ်ပါဘူးပြီးတော့ဒီဘန်ကူတကယ်အညာဒေတာမလဲတကယ်အပေးရမှာကဘူးကူချီဆိုင်မန်ကူရအပေးရနော်မီဇိုရမ်ကမင်းစတာကူတာအပေးရပြီးတော့ဟိုဒီရန်အောင်လာရအောင်ကူတာလက်ခောက်တီးတာတော့မွေးကူဆိုတော့ဒါတီးတဲ့တိုင်းပဲနော်ဒီအညာဒေတာထိုင်းလာဟုသူတို့လည်းမရမ်းတယ်သူတို့အပေးချက်ကအဲ့ဒါဒီလောက်ထိအပေးဖို့ကောင်းတယ်အပေးစီရကောင်းတယ်ဘန်ကျွန်တော်တို့ဘာဖြစ်လို့အဲ့လိုအပေးဖို့နေတာလဲဆိုတာကျွန်တော်တို့နားမလည်ဘူးမကြုံခဲ့ဘူးလို့ပေါ့မရင်းနေခဲ့လို့မြန်မာမှာတော့ရင်းနေတယ်ဘာကြောင့်လဲသူတို့ကထိုင်းတွေမြန်မာတို့ရှင်ဒီလူမျိုးလက်ဝဲတယ်မြတ်ကြီးရှိတယ်ဒီတထုံသားတို့ဒီကရင်ဖက်ကလူတွေတော်တော်လေးဒီပြန်ပွဲမှာယူတာများတယ်ဒီမြန်မာလက်ဝဲတော့เนาะထိုင်းနဲ့kickboxing လို့ခေါ်ရပေါ့เนาะဒီဟာတွေသူတို့ကရင်းနေတာပေါ့เนาะကျွန်တော်တို့ချင်းတွေကဒီနှစ်ပါးနဲ့ပဲရင်းနေတာများတဲ့ခါကျတော့ဒီလူမျိုးနေရာမှာတော့ကျွန်တော်တို့လက်လက်မမီလိုက်မိဘူးပေါ့เนาะနောက်ဆိုရင်တော့ဒီတုံးသက်ပေးနိုင်မဲ့လူတို့ရှိကောင်းရှိပါလိမ့်မယ်အခုလိုလို့ရှိမှာတော့ဘိုင်းရဲ့ဒီကောင်းချက်တွေပြီးတော့သူ့ရဲ့ဟိုစာစီဆက်ဆက်လိုက်ရမယ်ဒီအကြောင်းရနဲ့ပတ်သက်ပြီးတော့ပြီးစီရမယ်ချက်လေးတွေဆောင်ရမယ်ချက်လေးတွေမှာအစကျွန်တော်တို့ကတုံးသက်ပေးနိုင်မယ်မရှိဘူးဒီနေရာမှာကျွန်တော်တို့ချင်းလူမျိုးတော်လေးကိုအားနေတယ်ပြီးတော့ဒီပွဲကဘလောက်ထိပေါ့နော်အရေးကြီးကြောင်းသူဘလောက်တော်ကြောင်းကျွန်တော်တို့မသိဘူးနော်ဘလောက်ချီကျူးစီကောင်းမှကိုမသိဘာနဲ့တော့တူတယ်လေစင်ဒီကျွန်တော်တို့စကချမ်းစာမရှိတယ်ဝါရဲ့ရှိမှဒီပတိမြရဲ့တနာကိုမချမ်းမိပါစေနဲ့တဲ့သူရမြကိုကြော်လို့ပြီးတော့တိတ်ကိုကြိုက်လိုက်နေတဲ့ဆူလူရာကဘာကိုကျွန်တော်ဆူလူချင်တယ်လေစင်ဘာရဲ့ဒီတကယ်အမတမမှုမြင့်ကြီးမားတဲ့အောင်မြင်မှုဒီ winner ကိုပေါ့နော်ကျွန်တော်တို့ဘယ်လောက်ထိတန်ဖူးကြီးကြောက်ကိုကျွန်တော်မတိတာကဒီဟိုစာနဲ့ဒီအလံကွာတဲလို့ဘောနော်ဒီ UFC နဲ့ပတ်သက်ပြီးတော့ဆိုတော့မြန်မာနိုင်ငံမှာဒီကိုအောင်လာက MMA fighter ဖြစ်တယ်လူတိုင်းသိတယ်ကိုအောင်လာပြီးတော့ဒီ UFC ဆိုတာကဒီသူဂျိုဆိုဗာနာဆွေအာရှမှာသူရပထမဟိုတစ်ခေါက်တုန်းကသူကလွှဲချိုခဲ့တာမရှိဒီကဘာမှာသူအတိတ်ငယ်ဆုံးချန်ပီယံဖြစ်နိုင်တယ်ဒါပေမဲ့ဒါတွေလွှဲချိုသွားတဲ့တွေ့ကြောင့်ဒီ2000နောက်ပိုင်းမှာမွေးဖွားလာတဲ့သူဆိုရင်သူကချန်ပီယံဘွဲရထားတာချန်ပီယံခပတ်ရထားတာပေါ့နော်သူပဲရှိတယ်အာရှမှာပထမပေါ့နော်ပြီးတော့ကဘာမှာဒုတိယပေါ့နော်ဆိုတော့တော်တော်လေးကိုဒီအမခံဖြစ်တယ်လုံးဝချီကျူးစရာကောင်းတယ်အရန်ကိုမိုက်တယ်ဒီကြောင့်ရတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချင်းတွေအားနေချက်တွေနည်းနည်းဖော်ထုတ်ခြင်းနဲ့နောက်မှဆိုရင်ဗန်ရဲ့ဒီဗန်အကြောင်းနဲ့ပတ်သက်ပြီးတော့တုံးတက်ပေးနိုင်မဲ့သူတွေရှိရင်ကျူစာပေးကြပါ
တုံးသက်ပေးကြပါကျွန်တော်တို့အတွက်ဒီဟာနဲ့ဆိုခွာလို့မရတော့တဲ့အရာဖြစ်တော့ပြီးကျွန်တော်တို့နဲ့နီးကတော့ရမယ်အရာဖြစ်နေပြီဆိုတော့အခုချိန်မှာဘန်ကဟာလားနောက်မှာဆိုရင်ဒီငွေကြီးနဲ့ပဲပြတော့ချိုးလည်းပဲတော့အောင်ဖို့လည်းတော့အများကြီးလောက်ရှာခါရှာတင်စရာတွေလည်းအများကြီးရှိတယ်အဲ့လိုမျိုးတွေတုံးသက်ပေးနိုင်မဲ့ချင်းလူမျိုးကျွန်တော်တို့ကလိုအပ်နေပြီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရဲ့အောင်မြင်ခြင်းဖျားရဲ့ကျေးဇူးတော်ကအင်မတန်ကြီးလာပြီအဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့ရရှိပိုင်ဆိုင်ထားတဲ့အောက်ဆဒနာပညာတွေအရင်အချင်းတွေစုကျေးဇူးတွေစီစဉ်အောက်ဆတွေကိုအမေတန်မပေါက်မပြတ်မဆုံနိုင်အောင်မေရန်ကန်ဆွေးနိုင်အောင်ထိမ့်သိမ့်နိုင်အောင်အတွက်ပညာတွေဉာဏ်တွေလူအပ်နေတယ်ဆိုတာကိုကျွန်တော်စိတ်ထဲမှာပေါ်လာလို့ပြောချင်ပါတယ်ခုတလို့ကတော့ဒီမြန်မာပြည်မှာတော့အင်မတန်မှဒီဗိုင်းရပရိသတ်ကအမာခံမဲ့ဒါပေမဲ့အိန္ဒိယဘက်ကချင်းတွေကတော့အတန်တိတ်မကြရဘူးဒီထိုင်းလန်တို့ဘာလို့ဆိုမိုက်တယ်ထိုင်းလန်ကမ္ဘောဒီးယားတို့တခြားနေမှာတော့တိတ်တော့ဒီမတိဘူးထိုင်းလန်နဲ့မြန်မာကတော့လုံးဝပဲ Chinese ကတော့တော့မတိဘူးတိကူမတိတဲ့ Chinese ကတော့သူတို့ကဒီနီးပညာပိုင်းဆိုင်ရာငွေလင်ကိုင်းတွေနဲ့ပဲသူတို့ကရှက်ခတ်နေတဲ့ခါကျတော့ဒီထိုင်းနဲ့မြန်မာဆိုရင်လုံးဝဗန်ကူအမေရိကန်လူတွေကလည်းဗန်ကူဘာကြောက်စေတယ်သူတို့ရဲ့ချက်ကွတ်တွေရှိတယ်ဒါတွေကိုကောင်းမတုံးသက်ပေးနိုင်တဲ့ချင်းစကားနဲ့တုံးသက်ပေးနိုင်တဲ့သူကိုကျွန်တော်ကလူချင်းနေတာဖြစ်တယ်ဒီမှာနားထောင်တဲ့လူတွေကတော့တချို့လူတွေကတော့ဒီကျွန်တော်မြန်မာတွေကကောင်းမprofessional တွေကတုံးသက်ပေးတာတွေနားထောင်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်ချင်းလူမျိုးတိုင်းမှာတော့ဒီလူမျိုးနားထောင်နိုင်မဲ့လူတွေမရှိဘူးချင်းစကားနဲ့ပဲတုံးသက်ပေးနိုင်မဲ့လူတွေလူအပ်နေတာဖြစ်ပါတယ်အဲ့ဒီအကြောင်းရတယ်ကျွန်တော်စိတ်ထဲမှာပေါ်လာလို့ပြောပြတာအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်နေ USA မှာဒေါ်နယ်ထရမ့်ကိုတရားစွဲမဲ့အဖွဲ့အစည်းကိုမိတ်ဆွေတို့တွေ့ရင်တားပေးကြပါတီးခေါက်ပေးကြပါသူတို့ကိုမလောက်ဖို့ရန်အမျိုးမျိုးတော့ကိုတက်နိုင်တဲ့နီးနဲ့စာအဖြစ်လို့ကောအပြောအဖြစ်လို့ကောမျိုးနဲ့လောက်ပေးကြပါထုပေးကြပါပြီးတော့ဂျေဆိုဗန်ကိုအားပေးတဲ့မိတ်ဆွေတို့အားလုံးကျေးဇူးတင်နာမကဘူးဒီလူမျိုးတုံးသက်ပေးနိုင်မဲ့သူတွေဒီလူမျိုးနဲ့ပတ်သက်ပြီးတော့တည်တဲ့လူတွေရှိရင်တုံးသက်ပေးကြပါဘာရဲ့ဒီဘာကြောင့်အလောက်ထိများမြန်မာပြည်ကလူတွေပြိတက်ရှိခဲ့တာလဲဘာကြောင့်အလောက်ထိအမေရိကန်လူတွေကကဘာကစိတ်ဝင်စားတယ်လဲဆိုတော့အကြောင်းအရာတော့ရှိမှာပါဒါတွေကိုလည်းနောက်ဆိုရင်တုံးသက်ပေးနိုင်မဲ့လူကျွန်တော်တို့လူအပ်နေပြီဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်အားလုံးကိုကျေးဇူးတင်နေနော်ဒီညတော့ဒီလောက်ပါပဲကျွန်တော်ကလည်းနားလေတာမဟုတ်ဘူးနားမလေတဲ့တွေ့ကြောင့်မတုံးသက်ပေးနိုင်ဘူးတုံးသက်ပေးနိုင်မဲ့လူကိုကျွန်တော်ကလူချင်းနေတာဖြစ်တယ်နော်ကျွန်တော်လာစားပေးမှာတော့မဟုတ်ပါဘူးတုံးသက်ပေးနိုင်မဲ့လူတုံးသက်ပေးပါလို့ပြောချင်တယ်အမေရိကန်သမ္မတကိုတရားမဆွေးပါနဲ့လို့လည်းမှာချင်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်နောက်မှပြန်ဆုံမယ်နော်ဒီလောက်ပါပဲ